ဒီကဘာပေါ်မှာအဖြူစင်ဆုံးမြစ်တာကဘာလဲဟုတ်ပါတယ်ဒီစကားလေးထဲမှာဖခင်နဲ့သမီးလေးရဲ့တန်ရုံးစင်ကိုပြမှာပဲဖြစ်ပါတယ်ဒါပေမဲ့ကံကြမ္မာကသူတို့ကိုရရဆက်ဆက်ခွဲပစ်ခဲ့ပါတယ်မင်းသားကညံရီမမီတဲ့ဖခင်တယောက်ပါသူ့မှာချစ်စရာကောင်းတဲ့သမီးလေးတယောက်ရှိပြီးသူတို့နှစ်ယောက်ဟာအရန်ကိုပျော်စရာကောင်းတဲ့ဘဝလေးကိုပိုင်ဆိုင်ထားတာပါဒါပေမဲ့တနေ့မှာတော့သူမလုပ်ခဲ့တဲ့လူတက်မှုတစ်ခုအတွက်သူဟာမတရားဆွဆွဲခံရပြီးထောင်ထဲကိုရောက်သွားခဲ့ပါတယ်။ရန်ကြောက်တတ်တဲ့ဒီလိုဖခင်မျိုးကကြံတန်လာတဲ့ထောင်ထဲမှာဘလို့ရှင်သန်မလဲပူဆိုးတာကသူရောက်သွားတဲ့အခန်းနံပါတ်ခွန်ကထောင်သားတွေဟာလူသက်သမားဆိုပြီးသူ့ကိုဝိုင်းနှိပ်စက်ကြတာပေါ့။ဒါပေမဲ့တနေ့မှာတော့သူဟာထောင်ကန်းထဲကလူမိုက်ကြီးရဲ့အသက်ကိုကယ်ပေးမိတဲ့အခါမှာတော့လူမိုက်ကြီးကကျေးဇူးဆက်တဲ့အနေနဲ့မင်းသားကိုမင်းပါလူချင်တယ်လို့မေးလိုက်ပါတယ်မင်းသားတောင်းဆိုလိုက်တဲ့တခုရီသောအရာကတော့ဘာဖြစ်မလဲဟုတ်ပါတယ်သမီးလေးနဲ့တွေ့ချင်တယ်လို့ပြောလိုက်ပါတယ်လုံခြုံရေးအပြည့်ရှိတဲ့ထောင်ထဲကိုကလေးတယောက်ဘလို့နီးနဲ့ခိုးသွင်းလာမလဲသူတို့နှစ်ယောက်ပြန်တွေ့နိုင်ပါမလားနောက်ထပ်ဘာတွေဆက်ဖြစ်မလဲဆိုတာသိချင်ရင်တော့အပိုင်းနှစ်ကိုစောင့်ကြည့်ပေးပါဦးခင်ဗျ follow and subscribe လေးလုပ်ပေးသွားကြပါဦးအားလုံးပဲတာယာချမ်းမြေ့တဲ့ညီလေးဖြစ်ပါစေခင်ဗျ